လုံးမင်္ဂလာပါဗျာဒီနေ့မှာတော့မြန်မာနိုင်ငံအနေနဲ့ဒီလက်ရှိကြုံတွေ့နေရတဲ့လင်ဘေးဒဏ်နဲ့ပတ်သက်ပြီးနိုင်ငံတကာအနေနဲ့ကူညီထောက်ပံ့ဖို့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မဟုတ်ဆိုကျေးဇူးတင်ကြောင်းပြောကြားကြအဲ့တော့ဒီနိုင်ငံအနေနဲ့ဘယ်နိုင်ငံတွေလာရောက်ပြီးတော့ရေးပေါ်ကယ်ဆယ်ရေးဖွဲ့တွေကိုဘယ်လိုရောက်ရှိလာဒီအကြောင်းအရာတွေကိုဆက်ဆက်ပြီးတွေ့ပြီးတော့ဒုတိယပိုင်းအနေနဲ့ဒီလက်ရှိထိုင်းနိုင်ငံမှာကျင်းပနေတဲ့6ကြိမ်မြောက် Business စီးပွားဒီစီးပွားမှာဒီမြန်မာနိုင်ငံနာစကားဥက္ကဋ္ဌတက်ရောက်တဲ့ဒီတက်ရောက်မှုနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအတွက်ဖွင့်လှစ်နေဖို့ဘယ်လိုမျိုးကျိုးမြတ်တွေပေါ့ပလဲခွင့်ရရှိနေလို့ဘယ်နိုင်ငံ Business ဖွဲ့နိုင်ငံအနေနဲ့မြန်မာနိုင်ငံလက်ရှိအနေငလင်ဘေးအနေတွေကိုသိရှိခွင့်ရရှိပြီးတော့သူတို့အနေနဲ့ဘယ်လိုမျိုးခက်ခဲတွေကိုထပ်မံကူညီပြီးတော့မြန်မာနိုင်ငံအနေနဲ့ကောင်းမွန်တဲ့ရေးတစ်ခုဖြစ်လာတယ်ဒါကိုဆက်ဆက်ပြီးညှောက်ပြီးတော့ပထမဦးစွာအနေနဲ့အခုဒီလက်ရှိဒီ match 28ရက်နေ့ကဒီဖြစ်သွားတဲ့မြန်မာနိုင်ငံကငလင်တန်းဒီကတော့ဒီစကိုင်းပြည့်ရွေကျိုးဖြစ်သွားပြီးတော့မြို့ဒီကမြို့တော်တော်များများငလင်တန်းခံခဲ့ရတော့ငလင်တန်းနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံအနေနဲ့ပျက်စီးဆုံးရှုံးမှုလူသေးပြောက်မှုအများဆုံးဖြစ်လာခဲ့ရတော့ဒီဟာနဲ့ပတ်သက်ပြီးနိုင်ငံတကာကရောက်ရှိလာပေါ့ဒီအဓိကတော့ကယ်ဆယ်ရေးဖွဲ့ပါတဲ့နိုင်ငံက18နိုင်ငံဒီ59စင်နဲ့ရောက်ရှိလာပြီးတော့ဒီမြန်မာနိုင်ငံအတွက်ကယ်ဆယ်ထောက်ပံ့မှုတို့ယနေ့ထိဆက်လက်လုံးဆောင်ဒီလိုလုံးဆောင်နေမှုနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံအနေနဲ့ဒီနေ့ကဒီဧပြီလ2ရက်နေ့အထိနှစ်ရှုပ်ပြန်ရှုပ်ရမယ်ဆိုဒီဝန်ထမ်း1566ဦးပြီးရင်ဒီဘက်ကတစ်ဖက်ကဆိုရင်ကယ်ဆယ်ရေးပစ္စည်းပြီးရင်ဒီဘက်ကဒီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ဒီထောက်ပံ့ပို့ဆောင်မှုနိုင်ငံတကာရဲ့ဒီထောက်ပံ့ပို့ဆောင်မှုတွေတန်ချိန်960ဒီပါကိုလက်ခံရရှိထားတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံအနေနဲ့ဒီခုဖက်မှာကူညီထောက်ပံ့ပေးနိုင်ငံတကာဖွဲ့စည်းအားလုံးကိုကျိုးပင်ကျေးဇူးတင်ကြောင်းပြောကြားလို့ဒုတိယချက်ကဒီခုဧပြီလ3ရက်4ရက်မှာဒီထိုင်းနိုင်ငံကျင်းပမယ်ဒီ Business 6ကြိမ်မြောက်စီးပွားဒီစီးပွားနဲ့ပတ်သက်ပြီးတော့ဒီ Business ဖွဲ့ဝင်နိုင်ငံဒီနိုင်ငံရဲ့လုံးဆောင်ဘာလို့ဆုံးအနေနဲ့ရှင်းပြရရင်ဒီနိုင်ငံကအဓိကတော့ဒီနိုင်ငံနိုင်ငံပေါင်းပြီးတော့Business ဖွဲ့စည်းပေါ့ဒီတောင်အာရှနဲ့အရှေ့တောင်အာရှစီးပွားရေးလူမှုရေးပြီးရင်ယဉ်ကျေးမှုတွေဒီချက်တွေအားလုံးကိုမြင့်တင်ပြီးတော့ရှင်းရှင်းပူးပေါင်းဆောင်ရွက်ရတဲ့ဖွဲ့စည်းမြန်မာနိုင်ငံအနေနဲ့အခုဒီလက်ရှိနာသကောဥက္ကဋ္ဌအနေနဲ့အာဆီယံဒီအစည်းအဝေးမဲခေါင်ရှန်လန်းအစည်းအဝေးပြီးတဲ့အချိန်မှာဒုတိယအကြိမ်မြောက်ကိုယ်တိုင်သွားရတဲ့ပြည်ပခီးစဉ်တစ်ခုဖြစ်တာဒီခီးစဉ်မှာဒီခုလက်ရှိဧပြီလ4ရက်နေ့ပါဆိုရင်ဒီအဓိကဒီဥက္ကဋ္ဌဖြစ်တဲ့ဒီထိုင်းနိုင်ငံဒီနိုင်ငံခြားရေးထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ဆုံရတယ်ပြီးရင်ဒီတစ်ဖက်ကဒီခုဒီအိန္ဒိယဝန်ကြီးချုပ်နဲ့တွေ့ဆုံတယ်ပြီးရင်ဒီမနေ့က3ရက်နေ့ကတွေ့တယ်ဒီဘောဝန်ကြီးချုပ်နဲ့တွေ့ဆုံဒီသုံးနဲ့အဓိကတွေ့ဆုံတာဖြစ်တဲ့အတွက်ဒီတွေ့ဆုံချိန်မှာမြန်မာနိုင်ငံအတွက်ကဲဖြစ်ဖြစ်ဒါကိုရှာပြခွင့်ရနိုင်အခုဒီလက်ရှိမှာဆိုရင်ဒီအိန္ဒိယနိုင်ငံဖြစ်တဲ့ဒီအိန္ဒိယနဲ့ထိုင်းဒီနှစ်နိုင်ငံနဲ့ဆိုရင်အဓိကအကြမ်းဖက်နှိမ်နင်းမှုပြီးရင်ငွေစီးပွားပြဿနာဒီပြဿနာတွေကိုဒီအဓိကနိုင်ငံတကာနဲ့ရှာပြခွင့်ရလာနိုင်နီပေါနဲ့အဓိကပြဿနာဖြစ်တာမြန်မာနိုင်ငံအနေနဲ့မရှိဘူးပြီးရင်နီပေါနိုင်ငံအနေနဲ့အခုလက်ရှိမှာဆိုရင်ဒီငလျင်တန်မှာဆိုရင်နှစ်နိုင်ငံအနေနဲ့ဒီကျိုးတူပူးပေါင်းဆောင်ရွက်ရမယ့်အချက်တွေမှာမြန်မာနိုင်ငံအနေနဲ့တွေ့ကြုံကောင်းနေတာအများကြီးရလာနီပေါနိုင်ငံအနေနဲ့လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ2015ခုနှစ်ကမြန်မာနိုင်ငံကလွတ်ခဲ့သလိုပဲသူတို့အနေနဲ့လည်းပြန်ပြီးဒီဘက်ကိုလွတ်ရဖြစ်တဲ့အတွက်နှစ်ဦးနှစ်ဖက်ပြန်လည်ဖလှယ်မှုတွေရရှိလာအခုဒီလက်ရှိဒီနေ့ထိလုံးဆောင်နေတဲ့ဒီ Business စီဝေးရနာဆာကဥက္ကဋ္ဌတက်ရောက်တာဖြစ်တဲ့အတွက်သူအနေနဲ့နိုင်ငံတကာဆက်ဆံရေးတိုင်ငင်းသမန်ခင်းတွေပြန်ကောင်းမွန်လာတယ်ပြီးတော့ဒီအာဆီယံဖွဲ့စည်းရေးနဲ့ဒေသတွင်းနိုင်ငံတွေရဲ့ဖိတ်ကြားမှုနဲ့တက်ရောက်ရတဲ့အတွက်မြန်မာနိုင်ငံအနေနဲ့ပထဝီနိုင်ငံရေးရာဒေသတွင်းမှာခုလက်ရှိဖြစ်နေတဲ့ဘာဝဘေးအန္တရာယ်ဒါကြုံတွေ့နေရအခြေအနေတွေမှာနိုင်ငံတကာကကူညီကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်ထောက်ပံ့ရေးလုပ်ငန်းတွေကိုအဓိကထိထိရောက်ရောက်နဲ့ပို့ပြီးတော့မြန်မာနိုင်ငံအတွက်ဆက်လက်ပြီးတော့ရရှိလာနိုင်တယ်ဆိုတော့ရွေကောင်းတစ်ခုအနေနဲ့မြင်တွေ့နေရတယ်လို့တင်ပြအားလုံးကျေးဇူးတင်